ညီမလေးမောင်ဒိုင်ဘာတစ်ထည်ဘက်ရှိတစ်ထည်အန်ဒါဘက်တစ်ထည်လေးယူလာပေးပါဦးကျမတို့ကဇူနာပြူတွေပါကုတ်ဘရောင်းဆိုတာပါအောင်ဆိုလိုရလဲသိပါတယ် ကျမစီမှာတစ်ချိန်လုံးဘောပဲနေအများကြီးရှိနေတတ်ပါတယ် ဘောပဲနေရာလေးချောင်း ရေကမရှိလို့ဘောပဲနေအောင် ဆရာမရှင့်ဟုတ်603ခန်းကိုလေဆရာမဟိုတာဝန်ကျဆရာလုပ်ပေးလို့ရလားမသိဘူးရှင်ကျမတို့လူနာရဲ့နောက်ဆုံးအချိန်လေးအသေးလေးသိချင်လို့ပါရှင် ဟုတ်ကဲ့ခဏလေးနော် ကျမတို့ကသူနာပြုတွေပါတစ်ခါတလေမှာသူတို့တွေကကျမတို့ကိုမပြောချင်တာမျိုးတွေဖြစ်တတ်ပါတယ်ကျမတို့ကသူနာပြုတွေပါကျမတို့ကိုဒီတာဆိုနဲ့တကယ်ချင်းတွေကနေပြီးတော့မှတို့ရဲ့ထင်ရမှုတွေအများနဲ့ပို့လာတတ်ပါတယ်ဒီနေ့အရင်သိစိတ်နေရနော်ကျမတို့ကသူနာပြုတွေပါကျမတို့ကဘယ်တော့မှဒီနေ့အရင်သိစိတ်နေတယ်လို့မပြောပါဘူး